ညမိုးချုပ်အချိန်မြို့ငယ်လေးတစ်မြို့ရဲ့အထက်တန်းကျောင်းဝင်းထဲမှာမိုးဆက်လေးတွေတဖွဲဖွဲကျနေတယ်။အချိန်ကည8 နာရီကျော်နေပြီးအပြင်မှာလည်းမိုးတွေကတဲနေချိန်စာမွေးပွဲနီးလာတာကြောင့်စာသင်ခန်းထဲမှာနောက်ဆုံးထိကျန်နေခဲ့သူတယောက်ရှိတယ်။သူမနာမည်ကမေသဇင်။ဒါနဲ့သူလည်းအိမ်ပြန်ဖို့အပြင်ကိုပြေးထွက်လာလိုက်တယ်။မိုးတွေကလည်းတအားတဲနေတယ်။လမ်းမြလင်းရောင်တိတ်မကောင်းတဲ့နေရာမှာအရက်ရှိရှိကောင်းပေါ်မှာအုတ်ထုတ်အနက်နဲ့လူတစ်ယောက်ရဲ့အရေးဟာသူမစီတို့ခြေလမ်းလျှောက်လာနေတယ်။ဒါနဲ့သူမလည်းလမ်းပြီးထွက်အပြေးအဲ့လူကြီးကလည်းသူမနောက်ကိုပြေးလိုက်လာတယ်။အဲ့ချိန်မှာသူမတတိတခုရသွားတယ်။မကြသေးခင်ကမြို့ထဲမှာဖြစ်ခဲ့တဲ့လူတက်မှုတည်နဲ့စိတ်တဆလူတစ်ယောက်သူအရန်ကြောက်နေခဲ့တယ်။အဲ့ချိန်မှာပဲအောက်ကနေတကားခောက်တန်ကြားလိုက်ရတယ်။ကျောင်းဆောင်ဟောင်းဆိုတော့တကားတွေကလည်းခိုင်ခံမှုတိတ်မရှိဘူး။မေတ္တစင်လည်းလက်ထဲကဖုန်းကိုဖွင့်ကြည့်လိုက်တော့ဘက်ထရီက100%ပဲကျန်တော့တယ်။ဒါနဲ့သူလည်းစပွဲတစ်လုံးအောက်ကိုဝင်ပုံးနေလိုက်တယ်။လူသက်သမားဟာအပေါ်ထက်ကိုအလွယ်တကူပဲတက်လာလိုက်တယ်။တေးချတဲ့သူကစီတစားလူသက်သမားဆိုတာဓာတ်တောင်စင်တက်ပါလာတယ်။အဲ့ဒီအချိန်ပြင်းနေနေတဲ့ရေကားကလည်းအဲ့ဒီအဆောင်ရှိကိုရောက်လာခဲ့တယ်။လူသက်သမားကလည်းရှောင်ထွက်သွားပြီးမေတ္တစင်ကလည်းရဲကားတန်ကြတော့အကူအညီပြေးတောင်းရှာတယ်။ဒါပေမဲ့မိုးတန်တွေနဲ့ရဲတွေကမကြားအဲ့ချိန်မှာပဲအေးဆေးစွာနဲ့လူသက်သမားဟာမေတ္တစင်အတန်ကြားရအခန်းစီသို့ရှောက်လာလိုက်တယ်။လူသက်သမားကလည်းသူ့ကိုမြင်တော့တတ်ဖို့လာနေချိန်မေတ္တစင်ကလည်းရှိသမျှအားနဲ့ခုခံပြီးနီးရပဒင်းတကားကနေထွက်လာလိုက်တယ်။အပြင်မှာမိုးတွေတဲနေပေမဲ့သူစိတ်သက်သာရသွားလိုက်တယ်။ဒါနဲ့ကျောင်းဆောင်ပေါ်ကနေခုန်ချပြီးထွက်ပြေးလာခဲ့လိုက်တယ်။လူသက်သမားကလည်းအဆက်မပြတ်လိုက်ရင်အပိုင်းနှစ်ကိုဆက်လက်စောင့်ကြည့်ပေးပါလို့မေတ္တာရက်ခံရင်ကျွန်တော်ရဲ့ page လေးကို subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်ဆုံကြရအောင်နော်